ရေဖြူမြို့နယ်ညင်ထွေးရွာနဲ့နဘူးလေဒေသမှာအခုလ24ရက်နေ့တနေ့တည်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနေ့မနက်ပိုင်းမှာညင်ထွေးရွာမှာတိုက်ပွဲဖြစ်ပွားပြီးနေ့လယ်ပိုင်းမှာတော့တဝဲအထူးစီးပွားရေးစုံတဲကနဘူးလေချီတော်ရဖျားအနီးမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ခဲ့တာပါ။ညင်ထွေးရွာတိုက်ပွဲမှာဗိုလ်မှူးအဆင့်ရှိသူတဦးအပါအဝင်စစ်ကောင်စီတပ်သား20ထက်မနည်းတိုက်ဆုံခဲ့ပြီးRPG 9လက် MA4 တလက် MA3 တလက် MA1 2လက်နဲ့ဆက်ဆက်ပစ္စည်းတချို့ကိုရရှိခဲ့တယ်လို့ဒူရကစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ညင်ထွေးရတိုက်ပွဲနဲ့ပတ်သက်ပြီးဒူရကစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကအခုလိုပြောပါတယ်။ကြောက်ကညာနဲ့ညင်ထွေးရကြားမှာလန်ကင်းထွက်လောက်ရဲစစ်ကောင်စီတပ်သားတွေကိုကျွန်တော်တက်ခဲ့ခဲ့တာပါ။နှစ်ဖက်ထိခိုက်မှုအခြေအနေကတော့ဘယ်လိုပြောမလဲဗျာ။လန်ကင်းထွက်လောက်ရဲစစ်ကောင်စီတပ်သားတို့စစ်ကြောင်းတကြောင်းလုံးဒီပါဟိုကုံသွားလို့သိရတယ်ကျွန်တော်တို့ဘက်ကတော့ထိခိုက်မှုမရှိပါဘူးလက်ရှိစင်းကန်တက်တာရဲ့အဲ့နေရာနေမျိုးဝင်ရှင်းနေတယ်လို့သိရတယ်နောက်ဆက်တိုက်ချင်းတွေတော့ကျွန်တော်ဆက်လက်ဆက်ဆံတယ်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ဘက်ကဒရုန်းဘုံတိချတိုက်ခိုက်ခဲ့ပြီးနောက်အဲ့ဒီဘုံကြောင့်တော်မီလောင်ကျွမ်းခဲ့ပြီးအဲ့ဒီတော်မီဟာဒီကနေ့မနက်ပိုင်းအထိလောင်ကျွမ်းနေဆဲဖြစ်ပါတယ်အဲ့ဒီတော်မီကြောင့်ဥယျာဉ်ချန်အေက20ထက်မနည်းမီးလောင်ဆုံးရှုံးထားတယ်လို့လည်းဆိုပါတယ်အဲ့ဒီနေ့ညနေပိုင်းမှာပဲစစ်ကောင်စီတပ်ကလူနေအိမ်3လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီးကြောက်ကညာရွာဘက်ကိုတက်ပြန်ဆုတ်သွားတာကိုရွာခံအမျိုးသားတအုပ်ကအခုလိုပြောပြပါတယ်ဒီတိုက်ပွဲဖြစ်နေရကာလန်ဘေးပွဲဖြစ်တဲ့နေရာကာလန်ဘေးကနေဟိုးရှေ့ဘက်မြေထားလမ်းတွေထိခြံတွေရောတဲတွေရောအကုန်လုံးမီးလောင်သွားတယ်တစ်ပင်အကြီးတွေလည်းလောင်နေတော့မီးလိုက်ငိမ့်ဖို့ကမလွယ်ဘူးအဲဒီကနေဆက်ပြီးမီးလောင်နေတာဆိုတော့စိတ်ပူနေရတယ်ညင်းထွေးနဲ့ကြောက်ကညာရွာကြားကကိုင်းဆိုင်စားတဲ့နေရာတွေဘက်ကခြံတွေလည်းမီးလောင်နေတယ်။ရွာထဲကိုလည်းည9နာရီလောက်ထိလက်နက်ကြီးတွေနဲ့ပစ်နေတော့မယ်။တိုက်ပွဲအတွင်းကြောက်ကညာရွာအခြေစိုက်စစ်ကောင်စီအမြောက်တပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အသက်50ဝန်းကျင်အရွယ်ဦးသားငယ်တည်ဆုံးခဲ့တယ်လို့လည်းသိရပါတယ်။အခုလ23ရက်နေ့ကလေးကတဝဲအထူးစီးပွားရေးဆောင်ဧရိယာထဲကိုရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းကလည်းထင်ကြီးရွာကအိမ်တွေကိုဝင်မှွေပြီးနောက်ပြန်ထွက်လာတဲ့အချိန်မှာတော်လန်ရေးတပ်တွေနဲ့နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။တဝဲအထူးစီးပွားရေးဆောင်ထဲမှာရှိတဲ့စစ်ကောင်စီစစ်ကြောင်းကတော့ရွာထဲမှာရှိနေဆဲဖြစ်တာကြောင့်ထင်ကြီးလဲရှောင်နဲ့ပရတက်ရွာခံအချို့စစ်ရှောင်နေရတယ်လို့သိရပါတယ်။